Australia ကိုအလုံးနဲ့ဖြောင်းရွှေ့မယ်ဆိုရင် employer sponsor visa နဲ့ skill migration visa ဆိုပြီးတော့အဓိကလမ်းကြောင်းနှစ်ခုရှိတယ်ပေါ့နော်။ဒါပေမဲ့လျှောက်ထားမှုနဲ့လိုအပ်ချက်တွေကမတူညီကြပါဘူး။ Australia မှာရှိတဲ့ employer တူကတင်ကို sponsor လုပ်ပေးပြီးတော့ visa လျှောက်ထားတဲ့လမ်းကြောင်းမှာအလုပ်ရှင်ရဲ့ sponsorship or nomination လိုအပ်ပါတယ်။ပြီးတော့ employer နဲ့ညှိနှိုင်းရမယ့်သတ်မှတ်ချက်တွေရှိနိုင်ပါတယ်နော်။ skill assessment ပြင်ဆင်ထားရင်တော့ job offer ရနိုင်ခြေပိုကောင်းပါတယ်။အလုပ်ရှင် sponsor နဲ့ PR ရနိုင်ပါတယ်။ကိုယ့်ရဲ့အသက်ပညာရေးချင်းလုပ်ငန်းတွေကြုံအင်္ဂလိပ်နဲ့ skill assessment စတဲ့ချက်တွေကိုခြေခံပြီးတော့လျှောက်ထားတဲ့ visa လမ်းကြောင်းမှာ point based visa တွေဖြစ်လို့ point ကတော့အနည်းဆုံး65မှရရှိထားဖို့လိုပါတယ်။ skill assessment ကလည်းမဖြစ်မနေရှိထားရပါမယ်။ 19190ကတော့ PR တိုင်းရပါမယ်။ 491ကတော့ requirement ပြည့်မီတာနဲ့190ပြောင်းပြီး PR လျှောက်ထားနိုင်ပါတယ်။ visa invitation ရတာနဲ့ Australia မှာခြေချလို့လုပ်ကိုင်နိုင်မှာပါ။ Australia migration visa တွေနဲ့ပတ်သက်လို့ consultant အနေနဲ့အခမဲ့ဆွေးနွေးတိုင်ပင်လို့ရဆိုရင်တော့ inquiry form လေးဖြည့်ထားလိုက်ပါ